နေ့ကတော့ကျွန်တော်မန္တလေးကနေရန်ကုန်ကိုရထားနဲ့ပြန်တဲ့ vlog လေးပါကျွန်တော်တို့ဒီရထားနဲ့ပြန်မယ်ဆိုတော့ကျွန်တော် online ကနေပြီးတော့ဒီဝယ်ရတယ်ပေါ့နော် online ကဝယ်ပြီးတော့ကျွန်တော်တို့ဒီမန္တလေးပူတာကြီးမှာရထားလက်မှတ်နဲ့လဲရမယ်ပေါ့နော်ဒီဒါကတော့ကျိုးပြီးလဲလို့ရတယ်လို့ရထားမထွက်မီတနားကြီးကျိုးပြီးတော့လဲလို့လည်းရပါတယ်ဒါကတော့ကျွန်တော်ကတော့ရင်းရဲ့ကျိုးလဲထားတော့လဲရမလို့တော့ပါဘူးရထားကကျွန်တော်တို့9နာရီထွက်တာဆိုတော့4နာရီခွဲလောက်ရောက်သွားပါတယ်ပြီးပြီဆိုတော့ကျွန်တော်တို့ဒီကိုလက်မှတ်မပါတဲ့တွဲတန်းကိုလိုက်ရှာတယ်ပေါ့နော်ကျွန်တော်ကတော့တက်တန်းကို2000ခွဲပေးခဲ့ရတယ်ပေါ့နော်ရထားကိုလည်းရောက်ပြီးကျွန်တော်တို့9နာရီထိုးပြီဆိုရင်ရထားကတော့စတင်ပြီးထွက်ခွာပါတယ်ဆိုရင်ထွက်ခွာတဲ့အချိန်ကတော့ချိန်မှန်ပါတယ်ခင်ဗျဒီလိုနဲ့ကျွန်တော်တို့တဖြည်းဖြည်းနဲ့ထွက်ခွာလာလိုက်တာဒီညငယ်တို့ရောက်စေဘူတာတို့ကျွန်တော်တို့တတ်မှတ်ထားတဲ့အချိန်မှာရောက်တယ်ပေါ့နော်ရထားကတော့ထွက်ခါစားမှာတော့နည်းနည်းလေးရမ်းတယ်ပေါ့နော်ဒီလိုနဲ့ကျွန်တော်ရှိန်လေးရလာပြီဆိုရင်တော့နည်းနည်းလေးဖြည့်လေးစီးလို့ကောင်းတယ်ပေါ့နော်ဘေးကတော့ကျွန်တော်မှန်အဲကွန်မပါတဲ့တွေ့ဘေးရဲ့တင်းပေါက်တွေတော့လှတ်ထားပါတယ်ပြီးပန်းကားလေးလည်းပေးထားပါတယ်နည်းနည်းလေးတော့ဖုံးနေပါတယ်ဝင်တယ်ပေါ့ဗျာမျိုးလုံးလေးနည်းနည်းတော့အိုက်တယ်ပေါ့ကျွန်တော်ပြန်လာတကြံကျွန်းကြီးဆိုတော့ဒါကတော့ရထားအတွင်းရဲ့အိမ်နာကားပဲဖြစ်ပါတယ်အိမ်နာကတော့ဟိုအောက်ရှော့ကနေပါပဲခုနောက်ပိုင်းမှာဆိုတော့ကျွန်တော်တို့ DMU အဲကွန်ရထားရေးပြေးနေပြီပေါ့နော်ဟိုတလောပဲခုဒါကတော့ကျွန်တော်လည်းမပြန်ဘူးလားနဲ့မန္တလေးရန်ကုန်ရထားနဲ့ပြန်လိုက်ပါတယ်မနေ့ကျွန်တော်တို့4နာရီလောက်ထားလာဆိုတော့မနေ့စားလဲရထားအောင်မှာဒီတော့9နာရီလောက်မှာပဲကျွန်တော်တို့ဒီပြင်ပူလာရောက်နေလို့ရဝယ်လိုက်တယ်ပေါ့နော်ဝတ်သားနဲ့9000တော့မသိပါဘူးဒါလေးကိုကျွန်တော်တို့အစားပြီးတော့ရထားကတော့ဆက်လက်ထွက်ခွာပါတယ်ဂျားထဲမှာတော့ရက်တန့်ပူတာတွေတော်တော်များပါတယ်ဒီတော့မြခင်းစိမ့်လေးတွေကိုဖြတ်ပြီးတော့ရထားတော့ချိန်ရလာပြီပေါ့ဗျာဒီချိန်မှာကြည့်ရတော့ကျွန်တော်တို့ impressive view ပါပဲဒီလိုနဲ့ကျွန်တော်တို့ဘူတာပေါင်းများစွာဖြတ်ပြီးတော့နေပြီးတော့ဘူတာကိုရောက်ရှိလို့လာပါပြီဗျာနေပြီးတော့ဘူတာမှာဆိုတော့ကျွန်တော်တို့လူတွေချိန်ပြောင်းလုပ်ပါတယ်ဒါကတော့ကျွန်တော်တို့ညနေစီးစာရင်ဝင်းလေးပဲဖြစ်ပါတယ်ခင်ဗျာညနေစီးကျွန်တော်ဘကိုးရောက်ခါနေလေးမှာ view လေးရတယ်ကျွန်တော်စီးတဲ့ရထားကွာကြီးရဲ့ view လေးတော့မှားရင်ပါနော်တပြေးပြေးနဲ့ကျွန်တော်တို့ဘကိုးကိုရောက်ရှိလို့လာပါပြီကိုးရောက်ပြီဆိုတော့ကျွန်တော်ရန်ကုန်ကိုလည်းနီးလာပြီပေါ့နော်2နာရီလောက်ပဲမောင်းအောင်မှာဖြစ်ပါတယ်ဘကိုးပြီးပြီဆိုတော့ကျွန်တော်တို့ဂျားထဲမှာတိုးကြောင်ကလေးပဲကျန်ပါတော့တယ်တိုးကြောင်လေးဘူတာကိုဖြတ်ပြီးရင်တော့ကျွန်တော်တို့ရန်ကုန်ဘူတာကြီးကိုစိုက်တော့မှာဖြစ်ပါတယ်ခင်ဗျာဒါကတော့ကျွန်တော်ရထားက9နာရီလောက်မှစိုက်မှာဆိုတော့ရန်ကုန်နဲ့လည်းဝင်ရောတော်တော်မှောင်းနေပါပြီဒီလိုနဲ့ပဲကျွန်တော်တို့ရန်ကုန်ဘူတာကြီးကိုရောက်ရှိလို့လာပြီပေါ့နော်ရန်ကုန်ဘူတာကြီးကိုရောက်ရှိချိန်မှာ9နာရီဆွန်းလေးပါပဲ9နာရီခွဲလောက်9နာရီခွဲလောက်ပေါ့နော်ဒါတူတက်မှတ်ထားတဲ့အချိန်မှာပဲရထားစီးရလဲပန်းသွားပြီဆိုတော့ဟုတ်ကဲ့ပါကျွန်တော်လည်းထားနေကိုကားပြီးလိမ့်လိုက်ပါအောင်မယ်